အဲ့ဒီနေရာမှာလေအခုအပြင်နေမှာရောင်းနေကြတဲ့အဖုံတွေမြင်ဖူးလိုက်မယ်ဟိလားမြင်ဖူးလိုက်မယ်ဟိုဈေးတွေကတယောက်တစ်မျိုးပဲပြီးလို့ရှိရင်ဘာကြောင့်ဈေးတွေကတယောက်တစ်မျိုးလဲဆိုတော့ပါဝင်ပစ္စည်းတွေကပစ္စည်းတူရဲဆိုရင်တော့မှ grand chain တွေမတူလို့တယောက်တစ်မျိုးဖြစ်နေတာဟိလားအဲ့တော့အမတို့ကဒီမှာဆိုလို့ရှိရင်အဲ့ဒီ LABS ကို1 kg ထည့်တယ်အမတို့1 kg ထည့်တဲ့နေရာမှာသူများတွေက300 ml 300 gram ပဲထည့်တယ်300အဲ့လောက်ပဲထည့်တယ်အဲ့ဒီအစားသူကရေထိုးတာရေထည့်တာအဲ့တော့ရေကအမတို့က1လီတာခွဲဆိုမဲ့သူက2လီတာခွဲသူများတွေက2လီတာခွဲဘာကြောင့်2လီတာခွဲထည့်တာလဲဆိုတော့ဒီ LABS တို့လို့ပေါ့ခိုးလို့ရအောင်လို့ပေါ့သူ့အစားရေအစားထိုးထည့်တာပေါ့နော်အဲ့တော့အမတို့အဲ့ဒါလေးကိုတစ်ခါတည်းပြောပြထားပြီးတာသူများကဘာလို့ဈေးတက်တာရောင်းတာလဲသူများတပိတ်တာကို4000ပဲ5000ပဲအမတို့တပိတ်တာဘယ်လောက်ရှိသွားပြီဆိုတာမျိုးဖြစ်လာမှာဆိုလို့သူပြောထားတာအဲ့တော့ပါဝင်ပစ္စည်းထဲမှာဒီကြီးကျွတ်အားတွေအမြုပ်အားတွေကိုရှော့တာဆိုလို့ရှိရင်ဟိုစက်ပြမှာကြီးကျွတ်အားအမြုပ်အားရှိတဲ့လောက်ရှိမှာမဟုတ်ဘူးဒါကြောင့်မလို့အခုဆိုလို့ရှိရင်တဖြည်းဖြည်းသိလာပြီလိမ့်မောမှာလည်းတွေ့လိမ့်မှာပေါ့ဟမ်ဖူဂျီခွင်ဆိုပြီးတော့လာရောင်းသွားတာငါ့ဟိုတဲ့ဘာထုံးမုံတွေလာရောင်းသွားတဲ့ဘာညာကုကဆဲဆိုနေတာတွေကြားမှာပေါ့အဲ့ဒီလိုတွေရှိတယ်အဲ့တော့ကိုကနေပြီးတော့မှကောင်းကောင်းလုပ်ချင်တယ်ဆိုလို့ရှိရင်အမတို့ပြောတဲ့ quality တိုင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘာလို့ထည့်ရမယ့်ပါဝင်ပစ္စည်းကိုမှန်အောင်ထည့်ဒါဆိုရင်ကောင်းကောင်းရလိမ့်မယ်ကြီးကျွတ်အားအမြုပ်အားကဟိုတင်များထက်စားလို့ရှိရင်အမ3ဆမနေဘူးလား300 gram ဆိုပေမဲ့လည်း3ဆမနေဘူးလားအမတို့က3ဆပိုကြီးတောင်းနေမယ်နော်ပိုကြီးတောင်းနေမယ်အဲ့တော့အဲ့လို့ရှိရင်ကာလာလေးဆက်ချင်တယ်ဆိုလဲဆက်ပေါ့ကာလာဆက်ချင်တယ်ဆိုဆက်ပေါ့အဲ့တင်များလေးအပေါ်စားလေးလောက်ရောင်းနေကြတာအစိမ်းတွေရောအပြာတွေရောပန်းတွေရောဝါတွေရောတွေ့ရမလားကိုအဲ့ဒီလိုမျိုးပုံစံမဖြစ်ချင်ဆိုကွာကိုအဖြူလိမ့်မဲ့သွားပေါ့မဟုတ်ဘူးလားဘူးကနောက်ဆုံးဘူးနဲ့ထည့်ရောင်းမယ်ဆိုဘူးအနောက်နဲ့ထည့်ရောင်းမှာပဲလေအယောင်တင်များမြင်ရတာလည်းမဟုတ်နော်ကာလာကြီးတွေနဲ့ဟိုဟာဖြစ်တယ်တင်များလိုမျိုးပဲတင်များကျွတ်ကြီးတွေနဲ့ထည့်ရောင်းကိုလည်းကျွတ်ကြီးတွေထည့်ရောင်းမယ်ဆိုတော့လည်းတစ်မျိုးပေါ့မဟုတ်ဘူးလားအဲ့ဒါဆိုရင်တော့တင်များနဲ့ဇီတုရောင်းချင်တယ်ဆိုရင်တင်များလုပ်တယ်လို့လိမ့်လို့ရမှာပေါ့အဲ့တော့ကွဲထွက်တယ်ဆိုတာမရှိတော့ဘူးပေါ့တင်များထက်ကွဲထွက်မှာပဲဟိုအလုပ်ကိုဖြစ်မှာပဲဒါပေမဲ့ဖြစ်နေတာကတော့အဲ့လိုပေါ့100မှာဆိုလို့ရှိရင်85ရာခိုင်နှုန်းလောက်ကတော့အပေါ်လိမ့်ဖက်ရောက်နေတာပေါ့အကောင်းလိမ့်ဖက်မရောက်ဘူးဘယ်လောက်ပဲပြောလေအဲ့တော့အမတို့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ကိုယ်နာမည်တစ်ခုထိန်ရတယ်ဆိုလို့ရှိရင်ရေရှည်သွားလို့ရတယ်သူပစ္စည်းဆိုစိတ်ချရတယ်သူဆိုရင်စိတ်ချရတယ်ဆိုတာမျိုးဖြစ်မှာပေါ့မဟုတ်ဘူးဆိုလို့ရှိရင်တော့သူတို့ကိုလိုပဲနော်ရောင်းရတဲ့အချိန်ရောင်းရမယ်မရောင်းရတဲ့အချိန်ရောင်းရအောင်ပေါ့ဒီမျိုးဖြစ်မှာပဲပေါ့ဒီကထုံးမုံလို့ထုံးအမောက်တွေဈေးရန်ပေါ်လေထုံးအမောက်တွေတုံးတယ်ကြောင်းကော်မုံတွေတုံးတယ်နောက်ပြီးလို့ရှိရင်ကြောက်မုံတွေတုံးတယ်အဲ့လိုပေါ့ခရင်ဖြစ်ဖို့အတွက်လေခရင်ဖြစ်ဖို့အတွက်ဆိုအမတို့အမှုန့်လို့တယ်ဟုတ်အမှုန့်လို့တယ်အဲ့ဒါကြောင့်လို့အမှုန့်ကိုအမတို့ထည့်ရမှာအဲ့တော့ chemical မုန့်ကိုထည့်မှသာသူကအနေထိန်တာတို့အဖြူမုန့်တွေကြံတာတို့မဖြစ်မှာထုံးမုန့်တွေထည့်တယ်ကြောက်မုန့်တွေထည့်တယ်ဆိုအောက်မှာအနေတွေထိန်ပြီးအမုန့်တွေအများကြီးတချို့ပြောင်းကောက်မုန့်တွေအများကြီးတုံးနေဆိုလို့ရှိရင်ပြောင်းကောက်မုန့်ဆိုလို့ရှိရင် brush နဲ့တိတ်တဲ့ချက်မှာအလုံးလေးကြီးတွင်းထွက်သွားတာမျိုးသိလားဟိုတေးကတ်တွေဖြစ်တယ်လေဖူဂျီခရင်ကလေဒီကနေ့ပြောမယ်ဆိုအမဖူဂျီခရင်ကိုအဲ့လိုမျိုးအာတန့်လာတယ်မဟုတ်ဘူးတင်ရတာအရင်တော့ကအမဖူဂျီခရင်တွေထဲမတင်အခုနောက်ပိန်ကလူတွေကဖူဂျီခရင်ဘတ်တွေပြန်စုံနေတယ်အမတို့ဟိုစက်နဲ့တုံးမဲ့ဆိုရင်ဒီအစီကအဆင်အခြေဆုံးပဲအမတို့ကခရင်ကိုအဓိကမဟုတ်ပေမဲ့လည်းအခုကနယ်တွေဖက်မှာပို့ပြီးတော့မှဆိုလာတာခရင်ပဲအဲ့တော့အမကလည်းဗာလဲတင်နန်းသားတွေရဲ့လိုအပ်ချက်အရာမှလည်းတင်ရတာပေါ့ဒါပေမဲ့တုံးတော့အရန်ကောင်းတဲ့တော့ဟိုအမတို့ဖက်နဲ့တွေပါတွေစေးပါညာဆိုတော့အဲ့ဒါတုံးလိုက်တယ်ဒါပေမဲ့ဝတ်တွေပါတွေလျှော်တဲ့ချိန်ကြလို့ရှိရင်ဥပမာကွာအမတို့ main ကလေးဆိုအန်ဒါတွေနော်အန်ဒါဝဲတွေလေအဲ့ဒါတွေလျှော်တဲ့ခါကြလို့ရှိရင်တော့အမဖူဂျီခရင်တွေပါတွေတုံးရနည်းနည်းလေးအမောက်လေးနည်းနည်းကြက်ရင်တော့မှကွက်တာကြသိလားအနက်ရောင်လေးဆိုလဲကွက်ကုန်တာမျိုးလေးအဲ့ဒီလိုတွေပေါ့နော်ဆိုတော့အမတို့ဆိုလို့ရှိရင်တော့အစီပူကြိတ်တာပေါ့ဒါပေမဲ့သိရမလားခရင်တွေအမောက်တွေအခုဆိုအမောက်ပါလာပြီအမောက်ကတော့ online class လုပ်ထားပေးလိုက်တယ်တက်ချင်တဲ့တက်ပွဲကိုလည်းမတက်နိုင်ဘူးနော်သူတို့မသုံးမနဲ့မလုပ်ပါနဲ့လို့လည်းပြောမနေတော့သူတို့ကမှဒါလုပ်ချင်နေမှတော့လုပ်ပေါ့ဆိုပြီးတော့မှပဲ online class ပဲလုပ်ထားပေးလိုက်တယ်အဲ့ဒါတွေလေဆိုတော့အမတို့ဆက်သွားမယ်နော်အဲ့တော့အမောက်နေရာမှာကိုသူညာတွေကတခြားအမောက်တွေတုံးကြတယ်အဲ့တော့ဈေးပါအကြောင်းတက်တာလဲဆိုတော့အဲ့ဒီတွေမှာလည်းတက်တာလိုက်မယ်နော်အမောက်နေရာတွေမှာလည်းတက်တာလိုက်မယ်အဲ့ပြီးလို့ရှိရင် LBS ကလည်းအဲ့ဒီလိုမျိုးတွေ short ထည့်တာတွေဖြစ်လိမ့်မယ်စက်ပြာကြီး quasi ဖြစ်တတ်တယ်50 gram လောက်ပဲထည့်မယ်သူကစက်ပြာကိုပြန်ပြီးတော့မှမွှလေးပြန်ဖြစ်တယ်ပေါ့သူကဟိုပေါ့ဟိုအဲ့ဒီလိုမျိုးပြန်မထည့်ဘူးဆိုလို့ရှိရင်ကြောက်လဲခရင်သားကြီးကကြစ်ခက်ခဲဖြစ်နေပြန်ရောအဲ့ဒါတွေပြန်မထည့်ရင်ဆိုရင်အစားသဘောမျိုးပဲဒီရဲ့ခရင်ကိုပြန်ပြီးတော့မှမွှလေးပြန်ဖြစ်စေတယ်ပြီးတဲ့ခါကျရင်ခရင်နည်းနည်းပွားစေတာပေါ့ပွားစေတယ်ပေါ့မွှစေတယ်ပေါ့နော်ခရင်သားလေးအီလေးမွှလေးပြောင်းလို့လုပ်ပေးတာပေါ့ကွာတယ်ကွာတာပေါ့အဲ့မလေးဈေးလေးကွာသွားပြီအဲ့တော့အမ kg ကိုဟိုလောက်ရှိမယ် kg ကိုဟိုလောက်ရှိမယ်2000ကျော်တယ်1 kg ကို2000ကျော်တယ်အဲ့တော့ကွာ2000တညာကအဲ့လောက်ထိ short လိုက်တဲ့အခါကျတော့အဲ့ဒီမှာတွေ2000လောက်ဟာနေပြီကျန်တဲ့ဟာတွေသူတို့ formula နဲ့တော့သူတို့ပဲဗျကို formula ကတော့ကိုပဲတယောက်နဲ့တယောက်မတူအသက်တမ3 kg ထွက်လိုက်မယ်
9.3 kg ထွက်လိမ့်မယ်စီလို့ရှိရင်အမ9.3 kg ပဲထွက်တယ်လို့အမမှန်းပြီးတော့တွက်တာဟုတ်အမတင်တဲ့သူတယောက်လောက်တာ10 kg ပြည့်ဖို့200 gram လား300 gram လားမသိဘူးအဲ့လောက်ပဲလို့10 kg ပြည့်ခါလीပေါ့နော်အဲ့တော့အမပြပြလေဒီဈေးကွက်ထဲမှာတပိတ်တာကို4500 5000ရောင်းနေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စက်ပြကကျတော့အမတို့တပိတ်တာကိုသူတို့ရဲ့2ဆလောက်ရှိမှာပဲအဲ့တော့အဲ့ဒီဟာတပိတ်တာ3လားကိုယ့်ဥစ္စာတပိတ်တာ3လားဆိုတာသုံးတဲ့သူတွေကလည်းမအားပါမအားလို့တာလည်းအဲ့ဒီမှာပေါ့နော်အရွာဖက်ကလူတွေနော်စက်ပြမုံဆိုပြီးတော့စက်ပြကင်ဆိုပြီးတော့လာရောင်းသွားတာငါ့ကိုထုံးမုံလေးရေးဖြော်ပြီးလာရောင်းသွားတဲ့ဘာညာကုကနဲ့အော်နေလေအဲ့ဒီလိုမျိုးလေးရှိရပါမအားကြပါဘူးတိကြပါတယ်အဲ့တော့တိရက်နဲ့တုံနေတဲ့သူတွေကလည်းဈေးတက်တာကျင်လို့ဖြစ်လိမ့်မှာပေါ့နော်အဲ့ဒီလိုဆိုတော့အခုအမတို့စလုပ်မယ်ပေါ့